ကျွန်တော်တို့ mobile phone တစ်လုံးကိုပြုပြင်တဲ့စားသုံးမှာတယောက်အတွက်အဓိကလိုအပ်တဲ့နော်အဓိကမရှိမဖြစ်ပေါ့နော်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ၃မျိုးရှိတယ်အဲ့ဒီမှာနံပါတ်1က power supply DC power supply ပါမယ်နောက်နံပါတ်2ကကျတော့ heat gun ပါမယ်နောက်တစ်ခါနံပါတ်3ကကျတော့ခဲကောက်ပေါ့နော်ခဲကန်ပေါ့အဲ့ဒီ3ခုမှာကျွန်တော်တစ်ခုချင်းစီကိုကျွန်တော်အသုံးပြုပုံအသုံးပြုနည်းနဲ့တက်စင်ပုံတက်စင်နည်းနော် MPR တွေကိုခံမှန်းနည်းတွေပေါ့နော်ဗီဒီယိုတစ်ခုချင်းစီမှာတစ်ခုချင်းစီကိုရှင်းပြပေးသွားမယ်အခုဗီဒီယိုမှာ DC power supply ကိုရှင်းပြပေးမယ် DC power supply ကကျွန်တော်တို့ဘာအတွက်အသုံးပြုရတာလဲဆိုရင်ကျွန်တော်တို့ဖုန်းတစ်လုံးကိုပြုပြင်တဲ့နေရာမှာဘက်ထရီတစ်လုံးအနေနဲ့အသုံးပြုလို့ရဒုတိယအဆင့်အနေနဲ့သူကဘယ်လိုမျိုးလဲဆိုတော့သူက digital meter တိုင်ကွက်တွေပါတဲ့အတွက်ဒီ short တွေခံမှန်းတဲ့နေရာမှာတက်သွားတဲ့ MPR တွေပေါ်ကိုမူတည်ပြီးတော့เนาะကျွန်တော်တို့က input short တွေလားဒါမှမဟုတ် output short တွေလားEMC ပြတ်တာလား CPU ပြတ်တာလားဒီလိုမျိုးတွေခံမှန်းမှုအတွက်ဆိုရင်ကျွန်တော်တို့ကဖုန်းမှာပါတဲ့ battery နဲ့ခံမှန်းလို့မရအောင်ခံမှန်းလို့မရတော့ကျွန်တော်တို့ကဒီလိုမျိုးကျွန်တော်တို့ service tool တွေဖြစ်တဲ့ DC power supply လိုမျိုး supply နေနဲ့ခံမှန်းပြီးတော့ကျွန်တော်တို့က error ကိုနောက်တစ်ခါ meter တွေပါနေနဲ့တေချာတိုင်းတာပြီးတဲ့အချိန်မှာထုတ်တဲ့ဟာတွေเนาะလဲတဲ့ဟာတွေကိုဒီလိုမျိုးဒီ service tool အကူအညီတွေနဲ့ကျွန်တော်တို့ကအလုပ်လုပ်ပါတယ်